အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ Matthias ထဲမှာအဖွဲ့တွေကို manage ဘယ်လိုလုပ်ရသလဲဆိုတော့ပြောပြပါမယ်အဲ့ဒီအတွက်ကတော့ marketplace ထဲမှာ group management ဆိုတဲ့ group therapy ဆိုတဲ့ module ကိုဖွင့်ထားဖို့လိုအပ်ပါတယ်ဒီအလုပ်လုပ်တဲ့ပုံစံကတော့ဒီ group တွေရဲ့တစ်ခါတလေကြာရင်ကျွန်တော်တို့က group session တွေကြည့်ရတာမျိုးတွေရှိတယ်ဥပမာလူတစ်ယောက်တည်းကိုကုတာမဟုတ်ဘဲနဲ့လူအများကြီးကိုကုတာမျိုးတွေပေါ့ therapy session တို့ဘာလို့လုပ်တဲ့အခါမျိုးတွေမှာ group တစ်ခုစောက်ပြီးတော့မှဒီအဖွဲ့ထဲမှာလူတွေထည့်ထားခြင်းနဲ့ပြီးတော့ဒီအဖွဲ့နဲ့ပတ်သက်တဲ့challenge တွေနောက် session notes တွေဘာတွေကိုရေးဖို့အတွက်တွေအသုံးပြုခြင်းနဲ့ပြီးတော့assessment တွေဘာတွေလုပ်တယ်ဆိုလို့ရှိရင်လည်း group ထဲမှာရှိနေတဲ့ participant တွေကိုကျွန်တော်တို့က form ပို့ပေးလိုက်မယ်အဲ့ form ဒီပြန်ရောက်လာပြီဆိုရင်ဒီ group ထဲကိုတွားပြီးတော့မှ check ဆက်ပေးမယ်ပေါ့နော်အဲ့လိုမျိုးသုံးချင်တယ်ဆိုလို့ရှိရင်သုံးလို့ရပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ group ရဲ့ button လေးစီကိုတစ်ချက်သွားကြည့်လိုက်မယ်ဒီမှာကြိုထည့်ထားပြီးသားတွေပဲရှိပါတယ်ဒါပေမဲ့အသစ်ကျွန်တော်ထပ်ပြီးတော့မှထည့်ပြလိုက်မယ်ဒီညာဘက်တော့အောက်ဆုံးသားလေးမှာ new group ဆိုတဲ့ club လေးရှိရယ်အဲ့ဒါကိုနာမည်ပေးပြီးတော့မှ group အမျိုးအစားရွေးလိုက်မယ်ပြီးတော့ maximum participant ကိုဘယ်လောက်ထားမလဲဆိုတော့ရောက်20ထားမယ်ပေါ့ပြီးတော့အောက်ဆုံးမှာ allow guest patient ဆိုတာဒါကိုယ့်ရဲ့ platform ထဲမှာမရှိတဲ့ patient တွေအပြင်ကလူတွေကိုသုံးမယ်ဒီထဲကိုထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရအောင်လို့ကျွန်တော်ဒီဟာလေးကိုဖွင့်ပေးထားတာဖြစ်ပါတယ်ဒီဟာကိုcheck box ကိုဖြုတ်ထားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ platform မှာရှိတဲ့ patient ပဲရွေးလို့ရမယ်ဒါကိုအမှန်ချစ်ထားမယ်ဆိုရင်တော့အပြင်ကလူတွေကထည့်လို့ရပါမယ်အခုတော့ကျွန်တော် create လုပ်လိုက်ပြီပြီးအဲ့ group ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် edit တွေပါလို့ရင်ဒီမှာလာပြင်လို့ရတယ်ပြီးတော့ member တွေထပ်ထည့်မယ်ဆိုရင်တော့ဒီမှာဘောင်းလက္ခဏာလေးကိုနှိပ်တယ်ပြီးတော့ patient လား guest လားဆိုပြီးတော့မှထည့်မယ်ကျွန်တော်ကတော့ထုံးစံတိုင်းရှိရဲ့ patient ကိုပဲအရင်ထည့်လိုက်မယ်ပြီးတော့သူ add member လုပ်လိုက်မယ်ဒါဆိုရင်ဒီ member တယောက်ဝင်သွားပါလိမ့်မယ်နောက်ထပ် import members instead ဆိုတော့ဒီမှာဆိုရင် Google Sheet ကနေပြီးတော့မှ upload တင်လို့လည်းရပါတယ်အဲ့တော့ကျွန်တော် template ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုတော့ template ထဲမှာဒီ template ထဲမှာကျွန်တော်တို့ရဲ့ member တွေရဲ့အမျိုးအစားတွေထည့်ထားပါတယ်ကျွန်တော် guest patient နာမည်ပေါ့နော်Excel sheet ဒါမှမဟုတ် Google Sheet ကနေပြီးတော့မှယူလို့ရပါတယ် guest name guest email guest phone number notes တွေပါထည့်ပြီးတော့ပြီးရနဲ့ကျွန်တော်တို့ copy လုပ်ပြီးတော့မှဒီ Google Sheet URL ဆိုတဲ့နေရာမှာတွားပြီးတော့ paste လုပ်ပေးဖို့လိုပါတယ်ပြီးရင်တော့ import button ကိုနှိပ်လိုက်ပြီဆိုတာနဲ့ Google Sheet ထဲကစာရင်းကဒီထဲမှာလာပေါ်ပါလိမ့်မယ်ဒီမှာတော့ကျွန်တော်တို့ error တစ်ကြောင်းကိုတွေ့ရသူ့ရဲ့ error ရဲ့ဆိုလိုချက်ကတော့ကျွန်တော်တို့လက်ခံနိုင်တာကအယောက်20ပဲရှိရယ်ဒါပေမဲ့လို့ Google Sheet ထဲမှာရှိနေတဲ့ဒီ group member စာရင်းကတော့ယောက်100နီးပါးဖြစ်နေတာမျိုးကိုမြင်ရပါလိမ့်မယ်ဒါကြောင့်မို့လို့ तू ကပထမဆုံးအယောက်20ကိုပဲလက်ခံပြီးတော့မှကျန်တဲ့80ကိုလက်မခံနိုင်ဘူးဆိုပြီးတော့မှပြောတာဖြစ်ပါတယ်ဒါကြောင့်သတိထားရမှာကတော့ကိုယ့်ရဲ့ group ထဲမှာ maximum capacity ကဘယ်လောက်ရှိသလဲဆိုတာကိုသတိရှိဖို့လိုပါတယ်အဲ့ဒါတက်ကြော်ပြီးတော့မှ member တွေထည့်ရဆိုလို့ရှိရင်တော့ error တက်ပါလိမ့်မယ်ကျွန်တော်တို့ထပ်တင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ edit group ထဲကနေပြီးတော့မှတင်ပေးလို့လည်းရပါတယ်ရှိထားပြီးသား member တွေကို remove လုပ်ချင်တယ်ဆိုရင်လည်းဘေးကပါတဲ့စောစောနာ button လေးမှာနှိပ်ပြီးတော့တွားလို့ရတယ်နောက်တယောက်ချင်းစီထပ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်း guest ကိုနှိပ်ပြီးတော့မှအရင်တော့ import လုပ်ထားမှုတဲ့ guest တွေအကုန်လုံးပြန်ပေါ်လာလိမ့်မယ်သူတို့ရဲ့ email address နဲ့ဖြစ်ဖြစ်ဆက်လက်လုပ်ပြီးတဲ့အခါကျတော့မှတယောက်ချင်းထည့်လိုက်ဆိုလို့ရှိရင်လည်းရပါတယ်နောက်တစ်ခုကတော့ group session ဖြစ်ပါတယ်အဲ့ session နဲ့ပတ်သက်တဲ့အချက်လက်တွေကို session history အောက်မှာတွားကြည့်လို့ရတယ်အဲ့တော့အဲ့မှာအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့မှ session အသစ်တစ်ခုကို
ဖန်တီးလိုက်မယ်ဒါဆိုရင်တော့ encounter page ကိုရောက်သွားပါလိမ့်မယ်ဒီမှာဆိုရင် group demo ဆိုပြီးတော့မှပေါ်ပါတယ်အကယ်၍ဒါ patient အောက်ကနေပြီးတော့မှသွားတဲ့ encounter ဆိုရင်တော့ patient အမည်ကိုမြင်ရပါလိမ့်မယ်အဲ့တော့ထုံးစံအတိုင်းပဲကျွန်တော်တို့က note အသစ်တစ်ခုကိုဖန်တီးမယ်ဒီအောက်မှာဒီ group နဲ့ပတ်သက်တဲ့ note တွေsession note တွေပါအားလုံးရေးပြီးတော့သူ့ဘာသူ auto save လုပ်သွားလိမ့်မယ်ပြီးရင်တော့ close ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ session note ကဒီမှာတင်ထားပြီးသားဖြစ်ပါလိမ့်မယ်အခုဆိုကျွန်တော်တို့ဒုတိယတစ်ခုထပ်ပေါ်လာပြီနောက်တစ်ခုကတော့ custom form ဖြစ်ပါတယ်ဒီ group ထဲမှာပါတဲ့ member တွေဖြည့်ဆိုတဲ့ form တွေအကုန်လုံးကိုဒီ custom form အောက်မှာလာပြီးတော့မှကျွန်တော်တို့မြင်ရပါလိမ့်မယ်အဲ့တော့ group management နဲ့ပတ်သက်လို့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်